Ok, alo mày mình lắm á, cho nó tin đi mèo biết chuyện đấy, cháu nhà cả đó cho nó mấy đá đấy, lấy cá khuya quên nhiều cho nó, mèo bị tua mà về phía bà đấy. Ok, cho nó mấy biết tên sẽ bên này để mấy biết engineer sẽ để bên bút ra được, chỉ shoot lấy là này bút cho nó YouTube channel rồi subscribe luôn ta bị ba, cho nó tên này video đây thì xin này bút tôi lấy bên nào con nó liu này ta bị ba. Ok, bắt đầu mau xong này cho nó lấy cá mà khuya quên kia mà cho nó tỉ thá tên này, chết lấy được, cho nó mèo về bị tua bà mấy. Bắt đầu mau xong cho nó lấy cáတခုရဲ့ကျွန်တော်တို့ရှော့ဆောင်တောင်းကကျွန်တော်တို့25ဒီဂရီကနေကျွန်တော်45ဒီဂရီအတွင်းရှိတင်တယ်ပေါ့နော်တော့25ဒီဂရီပေါ့နော်ဒါတော့ကျွန်တော်တို့45ဒီဂရီပေါ့နော်ကျွန်တော်တို့ရဲ့လေကားရဲ့မတ်ဆောက်မှုကကျွန်တော်တို့တောင်းကအနည်းဆုံး25ဒီဂရီရှိရမယ်ကျွန်တော်တို့45ဒီဂရီတက်ပို့ပြီးမများတင်အောင်ဆိုတာကိုကျွန်တော်တို့ပထမဆုံးမှတ်ထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အမှကျွန်တော်တို့ဒီခြေနှင်းကိုတော့ကျွန်တော်တို့ trace ဆိုပြီးတော့မှကျွန်တော်တို့သိထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီခြေကြော်ပေါ့နော်ခြေကြော်တော့ကျွန်တော်တို့ riser ဆိုပြီးကျွန်တော်တို့မှတ်ထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလေကားတက်တောင့်တက်တာဖြစ်စီဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့သိထားမယ်အချက်ကဘာတွေလဲဆိုတော့ပထမဆုံးကျွန်တော်ခြေနှင်းပေါ့နော် trade ကကျွန်တော်တို့ဘာလောက်ရှိတင်လဲဆိုလို့ရှိရင်ကျွန်တော်6လက်မကနေပြီးတော့မှကျွန်တော်တို့10လက်မထိရှိတင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ခြေကြော်ပေါ့ခြေကြော် riser ကိုလည်းကျွန်တော်တို့လေကားတက်တဲ့အခါမှာကျွန်တော်တို့တက်တောင့်တက်တာဖြစ်စေဖို့အတွက်ဆိုလို့ရှိရင်4လက်မနေပြီးတော့မှကျွန်တော်တို့9လက်မအတွင်ပဲရှိတင်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့မှတ်ထားမှာပါဒါကျွန်တော်တို့လေကားတစ်ခုသက်စဉ်တိဆောက်တဲ့အခါမှာကျွန်တော်တို့ဒီလေကားပေါ်ကျွန်တော်တို့ရှောက်တဲ့အခါမှာတက်တောင့်တက်တာဖြစ်စေဖို့အတွက်ကျွန်တော်တို့သိထားမယ့်အချက်လေးတွေပေါ့နော်ပထမဆုံးကျွန်တော်တို့ရဲ့လေကားပထမအောက်ထပ်နဲ့အပေါ်ထပ်ကြားကျွန်တော်တို့ရှော့ဆောင်ကကျွန်တော်တို့25ဒီဂရီကနေပြီးတော့မှကျွန်တော်တို့45ဒီဂရီတွင်ပဲရှိတင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ခြေနှင်းက9လက်မကနေပြီးတော့မှ10လက်မကျွန်တော်ခြေတော်ဝါစာနင်းနိုင်ဖို့အတွက်ပေါ့နော်ပြီးလို့ရှိရင်ခြေကြော်ကကျွန်တော်တို့4လက်မကနေ9လက်မအတွင်းရှိတင်တယ်ဆိုတော့ကျွန်တော်တို့သိထားပါမယ်ပေါ်ပါအနေနဲ့ကျွန်တော်တို့အပေါ်ကြမ်းခင်းရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကြမ်းခင်းရှိမယ်ပေါ့နော်ဒီကြမ်းခင်းနှစ်ခုရဲ့အမြင့်ကကျွန်တော်တို့10ဘီရှိတယ်ဆိုပါစို့အဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီဆယ်ဘကိုကျွန်တော်လက်မဖွင့်มาဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စနစ်နဲ့မြောက်မယ်ပေါ့နော်စနစ်နဲ့မြောက်လိုက်လို့ရှိရင်ကျွန်တော်120ရမယ်ပေါ့နော်120လက်မကျွန်တော်တတ်မှတ်ထားတာကတော့ကျွန်တော်တို့ခြေကြော်ကတော့ကျွန်တော်တို့4လက်မနဲ့9လက်မဆိုတဲ့အတွက်ကြောင့်ကျွန်တော်အဲ့မှာ6လက်မထားလိုက်မယ်ပေါ့နော်ခြေကြော်ကျွန်တော်6လက်မထားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်120ကို6လက်မနဲ့စားလိုက်မယ်ပေါ့နော်6လက်မနဲ့စားမယ်ဆိုလို့ရှိရင်6နဲ့4 7နှစ်ဆိုတော့ကျွန်တော်ခြေနဲ့ခြေကြော်ကကျွန်တော်တို့အထစ်20ရှိမှာဖြစ်တယ်ပေါ့နော်ခြေနဲ့ကိုကျွန်တော်တို့သူက6လက်မကနေပြီးတော့မှ12လက်မဆိုတော့ကျွန်တော်6လက်မပဲထားလိုက်မယ်ပေါ့နော်6လက်မထားမှာဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်းအရှိပေါ့နော်ကျွန်တော်လေကားရဲ့အရှိကဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အထစ်ကြီးခြေကြော်အချစ်ကြီးကျွန်တော်တို့20နဲ့ကျွန်တော်တို့မြောက်ရမှာဖြစ်တယ်ပေါ့နော်အဲဆိုကျွန်တော်180လက်မရမယ်ပေါ့နော်ဒီ180လက်မကိုကျွန်တော်စနစ်နဲ့စားလိုက်မယ်ပြီးဖွဲ့လိုက်မယ်ဖွဲ့လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့15ပြီရမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့လေကားစုစုပေါင်းအရှိက15ပြီဖြစ်သွားမယ်ပေါ့နော်ဒီလေကားအစ
ဒီနှစ်ခုရဲ့အကွာအဝေးကကျွန်တော်တို့15ပေထားပေးရမှာဖြစ်တယ်ဗောနော်ဟုတ်ကဲ့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့လေကားခွဲဝဲတဲ့နေကိုသိရှိသွားမယ်လို့ရှင်းလင်းသွားမယ်လို့မျှော်လင့်ပါတယ်ဒီနေရာမှာကျွန်တော်တို့သတိထားရမယ့်အချက်ကဘာလဲဆိုတော့ကျွန်တော်တို့လေကားတက်တဲ့အခါမှာတက်တောင့်တက်တာဖြစ်စေဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ခြေကြော်ပေါ့နော်ခြေကြော်15ထစ်တိုင်းမှာကျွန်တော်တို့လင်းတင်ကျွန်တော်ထားပေးတင်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ဒီလေကားတဖြည်းဖြည်းတက်လာမယ်ဒီ15ထစ်ရောက်လို့ရှိရင်ကျွန်တော်တို့လင်းတင်တစ်ခုထားတင်တယ်ပေါ့နော်ပြီးမှပဲကျွန်တော်တို့ဒီလင်းတင်ပေါ်မှာနားမယ်နားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုကျွန်တော်တို့သွားမယ်ပေါ့နော်ကျွန်တော်တို့ဒီလေကားတက်တဲ့အခါမှာကျွန်တော်တို့15ထစ်တိုင်းကိုတတ်မှတ်ထားတဲ့ဒီခြေကြော်ရဲ့15ထစ်ပြည့်တဲ့အခါတိုင်းကိုကျွန်တော်တို့လေတင်ဆလက်ထားပေးခြင်းအပြင်ကျွန်တော်တို့ဒီလေကားတက်တဲ့အခါမှာတက်တောင့်တက်တာဖြစ်စေပဲပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင်ဘုဒ္ဓတဆုံးတရားရရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုလို့ရှင် like share လုပ်ပေးသွားပါဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံပါမယ်